အားလုံးပဲမင်္ဂလာပါဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့လူတိုင်းအတွက်တစ်ကိုရေးကြည့်တဲ့မိမိကိုယ်ကိုဦးစားပေးရွေးချယ်ခြင်းရဲ့စွမ်းအားနဲ့ကိုယ့်ရဲ့ကိုယ်သွေးကိုမြင့်တင်ပေးမယ်အလေးချင်း10ခုအကြောင်းပဲဖြစ်ပါတယ်လူတစ်ယောက်ဒီနေ့ကိုကာကွယ်ဖို့ကိုယ့်ရဲ့လိုအပ်ချက်တွေကိုအတိအမဲ့ပြုဖို့ဆိုတာတကယ်ကိုလိုအပ်တဲ့ຢာတစ်ခုပါဆိုတော့ဒီနေ့မှာမိမိကိုယ်ကိုတန်ဖိုးထားမှုနဲ့မိမိတို့ရှင်းတန်ခြင်းဆိုတဲ့အကြောင်းအရာလေးတွေကိုအေးချမ်းစွာတွေးတော့ရှင်းကျင်နိုင်မဲ့ခရီးစဉ်လေးတစ်ခုကိုအတူတူတွားလိုက်ကြရအောင် အခုမြင်တွေ့ရတဲ့မင်းဟုံးလေးကိုခဏလောက်အားရောင်စိုက်ပြီးစဉ်းစားကြည့်အောင်ပါလူတစ်ယောက်ဟာကိုယ့်စီမံရှိတဲ့အရာအားလုံးကိုတခြားသူတွေအတွက်ချေပေးဆက်နေမယ်ဆိုရင်ဘာတွေဖြစ်လာနိုင်သလဲစဉ်းစားကြည့်ပါတခြားလူတွေတတောင့်တတာရှိဖို့ကိုပဲအမြဲတမ်းဦးစားပေးနေတဲ့အခါကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာတွေကိုဘယ်သူလဲဆိုတာတွေတဖြည်းဖြည်းပျောက်ကွယ်သွားပြီးအလုံးမင်းပင်ပန်းနွမ်းနယ်လာတတ်ပါတယ်နောက်ဆုံးမှာတော့လုံးဝအချီးနှီးဖြစ်သွားတဲ့ဟာလာဟင်းလင်းဖြစ်သွားတဲ့ခံစားချက်မျိုးကိုဆိုးရွားစွာကြုံတွေ့လာနိုင်ပါတယ်ကဲဒီအကြောင်းအရာကိုတေချာလေးလေ့လာကြည့်ကြရအောင်အပိုက်တဲ့အနေနဲ့တကိုကောင်းဆန့်ခြင်းဆိုတဲ့အယူအမှားတစ်ခုအကြောင်းကိုပြောပြပါမယ်အများစုကထင်တတ်ကြတယ်မိမိကိုယ်ကိုဂူးဆိုင်ခြင်းဒါမှမဟုတ် self care ဆိုတာဇင်ခန္ဓာဒါမှမဟုတ်မာနကြီးပြီးတကိုကောင်းစံတာလို့ပေါ့တကယ်တော့လုံးဝမဟုတ်ပါဘူးဒါဟာစိတ်ပိုင်းဆိုင်ရာနဲ့ဝိညာဉ်ရေးရာရှင်တန်နိုင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံယန္တရားတစ်ခုတတဖြစ်ပါတော့ကိုယ့်ရဲ့နယ်နိမိတီကိုတတ်မှတ်ပြီးစိတ်အေးချမှုကိုကာကွယ်တာဟာတကယ်ကိုရှင်တန်ရေးအတွက်ပါဘာဖြစ်လို့လဲဆိုတော့လောကကြီးမှာလူတစ်ယောက်ရဲ့အတွင်းစိတ်ထဲကနာကျင်မှုတွေကိုတခြားဘသူကမှဝင်ပြီးထမ်းဖို့ပေးနိုင်မှာမဟုတ်လို့ပါပဲဒီစကားဆိုလေးကအယံကိုအသေးပဲလေးနှပ်ပါတယ်ကိုယ့်ရဲ့နာကျင်မှုကိုကိုယ်တိုင်ကလွယ်ပြီးဘယ်သူမှသေချာမသိနိုင်ပါဘူးတဲ့တကယ်လည်းဟုတ်ပါတယ်တခြားသူတွေကစာနာပေးနိုင်တယ်ကုညီဖို့ကမ်းလှမ်းနိုင်တယ်ဒါပေမဲ့နောက်ဆုံးမှာတော့လူတစ်ယောက်ကမိမိကိုယ်ကိုကူစားပေးနိုင်သူမိမိအတွက်အလုံးစုံဆုံးခိုးလုံရဖြစ်လာဖို့ကိုယ်တိုင်ပဲအားချင်းကြီးလှုပ်ဆောင်ရမှာပါအခုတော့ကိုပြောင်းလဲဖို့အခါပထမဆုံးအရှင်းဖြစ်တဲ့အပိုင်းတူစိတ်ပိုင်းဆိုင်ရာအလေးအကျင့်များအကြောင်းကိုဆက်သွားကြမယ်ဒီနိုင်ရှင်ချက်လေးကိုကြည်လိုက်တဲ့တော်လေးကိုတည်တာပါတယ်လူမှုကွန်ရက်တဲ့ပုံမှာရည်ရွယ်ချက်မရှိပဲအချိန်2နာရီလောက်ကုန်ဆုံးပြလိုက်တာနဲ့အဲ့ဒီ2နာရီကိုကိုယ့်အတွက်အကျိုးရှိမဲ့ကျွမ်းကျင်မှုတစ်ခုခုလေးလာဖို့အသုံးပြုတာဘလောက်တောင်ကွာခြားသွားသလဲဆိုတာပါပဲအသက်ဆန်းဒီကိုနေ့စဉ်လေးလာတဲ့အလေးအချင်းဆိုတာကိုယ့်ရဲ့ဦးနှောက်ကိုထိုင်မဲ့စရုံသားမကပဲမိမိကိုယ်ကိုတန်ဖိုးထားမှုကိုလည်းအများကြီးမြင့်တက်လာစေပါတယ်ဒုတိယအလေးအကျင့်ကတော့အိမ်မက်ဖို့ဘယ်တော့မှမရက်တံပါနဲ့တဲ့ဒီနေရာမှာဇလန်းလေးတစ်ခုရှိတယ်ဒီနေ့ကို12နာရီတိစက်ရုံမှာအလုပ်လုပ်ရပြီးမယ်ညတိုင်းစာကြိုးစားခဲ့ပြီးနောက်ဆုံးမှာဝန်ထမ်း2ယောက်လောက်ရှိတဲ့လုပ်ငန်းကြီးတစ်ခုကိုတီထောင်နိုင်ခဲ့တယ်အလုပ်သမားတစ်ယောက်ရဲ့ဇလန်းကအကောင်းဆုံးတတ်သေးပါပဲအိမ်မက်တွေဆိုတာလေဘလောက်ပဲခက်ခဲကြမ်းတမ်းတဲ့ဘဝကြီးထဲမှာဖြစ်လူတစ်ယောက်ရဲ့ဝိညာဉ်ကိုရှင်သန်နေစေဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အလင်းရောင်တွေပဲဖြစ်ပါလေပြီးတော့ဒါကအလွန်ကောင်းမွန်တဲ့ဥပမာတစ်ခုကိုထင်ထင်ရှားရှားရှင်းလင်းပြသနေတာပါပြင်ပကနေတီးမှဖြူမှုကိုချီထမ်းမြော်လဲမနေပဲကိုအားပေးစကားပြောခြင်းကစိတ်ကိုဘတော်မှမကြိုးပဲ့နိုင်တဲ့မဟာမိတ်တစ်ခုဖြစ်အောင်ဘလို့တိဆောက်ပေးတယ်လဲဆိုတာပါပဲပုံတွေကလူကောက်လို့ငါအတော့မကြဘူးဘတော်မှအောင်မြင်မှာမဟုတ်ဘူးလို့ကိုအဖြစ်တင်မဲ့အစားလူခလို့ဒီတစ်ခါအောင်မြင်မှုမရပါမဲ့ငါသင်ခန်းစာတော့ရလိုက်ပါတယ်လို့ကိုပြောဆိုပေးတာကတကယ်ကိုအများကြီးကွာခြားသွားစေပါတယ်ဆိုတော့အပိုင်း3အနေနဲ့အနာဂတ်အတွက်အလေးချင်းများအကြောင်းကိုဆက်လက်လာကြည့်အောင်ပါဒါကတော့တခြားသူတွေရဲ့ဘဝကိုပံပိုးပေးနေုံတက်တက်မဟုတ်ပဲကိုယ့်ဘဝကိုကိုယ်တိုင်ဘယ်လိုတည်ဆောက်မလဲဆိုတာပါပဲအသေးပဲရှိရဲ့အနာဂတ်တစ်ခုကိုတည်ဆောက်ဖို့ဆိုရင်ကိုယ်ပိုင်အိမ်မက်တွေအတွက်အချင်းကိုမြဖြစ်မြဲကာကွယ်ရပါမယ်တကယ်တော့ဒီနေ့ကိုအနည်းဆုံးမိနစ်30လောက်ကိုယ့်ရဲ့တိုးတက်မှုအတွက်သီးသန့်ဖယ်ထားပြီးအောင်နဲ့တာမန်နေ့စဉ်လောက်ရုပ်စင်ပွားလျာအစွမ်းထက်ပြီးရွယ်ချက်ရှိတဲ့ဘွားတစ်ခုဖြစ်ပြောင်းလဲသွားနိုင်ပါတယ်ပြီးတော့တကယ်ကိုအသွင်ကြအတိတ်ပဲရှိစီမဲ့ကိုယ်ပိုင်ပန်းနိုင်တစ်ခုကိုတတ်မှတ်ဖို့ကလည်းမတန်အရေးကြီးပါတယ်ဒီနားရှင်ချက်ကိုကြည်လိုက်ရင်တကယ်ကိုထင်ရှားပါတယ်အလုတ်လုတ်တယ်စားတယ် TV ကြည့်တယ်အိတ်တယ်ဒါမျိုးတာမှလုတ်ရိုးလုတ်စင်တိုင်းသွားနေသူနဲ့အလုတ်စင်းတာနဲ့ညာတိုင်းစောက်တမျက်နှာလောက်ဖြစ်ပုံမှန်ရေးသားနေတဲ့အတေးပိရှိတီစောက်သူတို့ရဲ့ကြွာချချက်ပါပဲစူညာနေတဲ့လောကကြီးထဲမှာအိမ်မက်ရောင်းလျှောက်သူတို့ဖြစ်တတ်နေရတာနဲ့လူတယောက်ကိုတကယ်နဲ့ရှင်းတတ်နေတဲ့လို့ခံစားရစေမဲ့တက်ကြွတဲ့ရီမှန်းချက်နဲ့နိုးထလာရတာဟာလုံးဝကိုမတူညီတဲ့ຢာနေပါအခုအပိုင်း၄ကိုရောက်လာပါပြီဒါကတော့ကိုယ့်ရဲ့စွမ်းအင်တွေကိုကာကွယ်ဖို့နဲ့ခိုင်မာတဲ့ limit တွေတတ်မှတ်ဖို့အရေးကြီးဆုံးဖြစ်တဲ့အတွေးစိတ်ငြိမ်းချမ်းမှုကိုကာကွယ်ဆောင်ရှောက်ခြင်းပဲဖြစ်ပါတယ်အမရဲ့ဇလန်းကိုလိတ်လာကြည့်ဟင်သူဟာလူတိုင်းကိုမေတ္တာဟုတ်ကဲ့ရပါတယ်လူချီလိုက်ပြောရင်နဲ့နောက်ဆုံးမှာကိုယ့်အတွက်ဘာဆိုပါမှမချန်တော့တဲ့အထိဖြစ်သွားခဲ့ပါတယ်တခြားသူတွေအလိုချအောင်စိတ်ချမ်းသာအောင်အမြဲလိုက်လုပ်ပေးနေခြင်းဟာနောက်ဆုံးမှာစိတ်ပိုင်းဆိုင်ရာပြိုလဲမှုနဲ့ကိုယ်ပိုင်လက္ခဏာဆုံးရှုံးသွားခြင်းဆိုတဲ့ဝမ်းနည်းစရာချိုးဆက်ကိုအလွယ်မထွေထိဖို့စေတယ်ဆိုတာအမရဲ့အဖြစ်ကတက်တက်ပြနေပါတယ်ဆက်ပြီးတော့ပြင်ပန်းကြည့်ရင်ရှင်လိုင်းနေပေမဲ့
အတွေးစိတ်ထဲမှာတော့အမြဲစိုးရင်ပူပန်ပြီးအတွေးလွန်နေတတ်တဲ့စမ်းမြတ်ဇလန်းကနေတဆင့်စိတ်ချမ်းမာရေးအတွက်မှန်တိုင်းတွေကိုတွေ့ရပါမယ်။အိုက်ဆက်ချင်းကိုစိတ်ပိုင်းဆိုင်ရာလောင်စာအဖြစ်ကာကွယ်တာနေ့စဉ်တိတ်ဆိတ်တဲ့အချိန်ဖန်တီးတာနာကျင်မှုတွေကိုရင်ဖွင့်ပြောထုတ်တာခိုင်မာတဲ့နေနီးမြင့်သတ်မှတ်တာနဲ့နေ့စဉ်ငြိမ်းချမ်းမှုကိုရှာဖွေတာတွေဖြစ်ပါတယ်။ဆိုလိုတာကစိတ်ချမ်းမာရေးကိုဦးစားပေးထိန်းသိမ်းခြင်းဆိုတာအားလပ်မှတော့မှလုံးရမယ့်အရာမဟုတ်ပဲမရှိမဖြစ်တာဝန်တစ်ခုဖြစ်ကြောင်းပြတာနေတာပါပဲ ကဲအခုဒီ slide မှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့မျောလိမ့်မထားတဲ့ဘွားရဲ့မုံတိုင်းတွေကိုအတင်းတွန်းလှန်တိုက်ခတ်ရတဲ့ပင်ပန်းနွားနယ်မှုနဲ့အဲ့ဒီခြေနေတွေနဲ့အတူလိုက်လောက်ညီထွေငင်းချမ်းစွာစီးဆင်းသွားတဲ့အေးချမ်းမှုတွေရဲ့ခွာခြားချက်ပါတယ်။ရာရာကိုထိန်းချုပ်ခြင်းသူဟာအပြောင်းလဲတွေ့ရင်ထိတ်လန့်တတ်ပါတယ်။ဒါပေမဲ့ရေစုံမျောတတ်သူပျော်ပြောင်းသူတွေကတော့အခြေအနေကိုလက်ခံတယ်တင်ယူတယ်လိုအပ်ရင်မိုးသေးတဲ့မှာတော့ကခုံပျော်ရွှင်နေကြပါတယ် မိမိကိုဂရုစိုက်ခြင်းဟာမိမိကိုလေးစားမှုရဲ့အမြင့်မားဆုံးပုံစံဖြစ်ပါတယ်တဲ့ကိုယ့်ရဲ့လွမ်းချက်တွေကိုဂရုစိုက်ခြင်းဆိုတာကြားရှည်လာတဲ့တိုက်ပွဲကြီးတစ်ခုမှာရှင်တန်နေတဲ့စစ်တပ်တော်တို့ရဲ့တန်ချက်ကအင်ဂျင်နဲ့တူတယ်ဆိုတာကိုတေချာလေးတွေ့တော့ကြည့်စေခြင်းပါတယ်ကိုယ့်ကိုမချစ်ပဲတခြားသူကိုချစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ ဆာရာရဲ့ဇလန်းကဒါကိုပို့ပြီးထင်ရှားစေပါတယ်သူဟာမိသားစုပေါ်အလွန်တန်ရောချင်ကြည့်တဲ့မိခင်တူဖြစ်တယ်လို့အလုံးမှာလည်းအလွန်စ조사တဲ့ဝန်ထမ်းတူဖြစ်ပါတယ်ဒါပေမဲ့ကိုလုံးဝကြိုးမစိုက်တဲ့အခါနောက်ဆုံးမှာခန္ဓာကိုယ်ကစပ်ပြမခံနိုင်တော့ပဲအလွန်အမြင့်ပင်ပန်းရတဲ့မှုနဲ့အတူပြုတ်လဲသွားခဲ့ရပါတယ်။ဒါကြောင့်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုလစ်လူရှုခြင်းဟာညင်ဆိုးလို့မရတဲ့ပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာစိုးကျိုးတွေကိုဖြစ်စေတယ်ဆိုတာတတိပြုရပါမယ်။ ဒါကြောင့်တကယ်မိမိကိုဂရုစိုက်ခြင်းဆိုတဲ့လုပ်ရက်ဒီကိုကျွန်တော်ပြန်လဲအဒီပေဖွင့်ဆိုဖို့လိုလာပါပြီ။ self care ဆိုတာဈေးကြီးတဲ့ဇင်ခင်ခီးထွက်တာမျိုးချီမဟုတ်ပါဘူး။အချိန်မှန်အိပ်ဆက်ကမနခင်နိုးချင်းရေတောက်တာမနေ့ဝန်ထိုင်ရတဲ့အခါအကူကြီးတောက်တာဝิญဉ်ရအေးချမ်းဖို့တိတ်ဆိတ်လမ်းလျှောက်တာနဲ့ကိုမချစ်တဲ့သူတွေကိုလက်လွတ်လိုက်တာစတဲ့နေ့စဉ်ပုံမှန်လှုပ်ဆောင်ရမယ်အဒီအဖွဲကိစ္စလေးတွေကစပြီးကိုပြန်လဲရှာဖွေတိဆောက်ရမှာဖြစ်ပါပဲနောက်ဆုံးအလေးချင်းဆရာရောအပြုတဘောဆောင်ခြင်းပါပဲဒါဟာပြဿနာတွေကိုမျက်ကွယ်ပြုပြီးဟန်ဆောင်ပြုနေရမျိုးကိုဆိုလိုတာမဟုတ်ပါဘူးကိုဟာအသက်ရှင်ရမယ်ကြော်ဖြတ်နိုင်ရမယ်ပြန်လဲကူစားနိုင်ရမယ်ဆိုတဲ့နှဆိုင်တဲ့ယဉ်ကျေးချက်ကိုဆိုလိုတာပါတကယ်အပြုတဘောဆောင်ခြင်းဆိုတာခန္ဓာရဲ့ရှိခြင်းရဲ့အစွမ်းသက်တဲ့လက်နက်တစ်ခုဖြစ်ပါတယ်ဘဝကြီးကဘလော့ပဲလေးလက်နေပါစေကိုဘတော်မှအရှုံးမပေးဘူးဆိုတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်အခုတော့နောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်းကစတင်ရန်ရွေးချယ်ခြင်းကိုရောက်လာပါပြီကိုဘဝရဲ့ဇလန်းမှာကိုယ်တိုင်ဇလိုက်အဖြစ်ရဲဝံ့ရက်တီဖို့အချိန်တန်ပါပြီခွက်လက်တစ်ခုထဲကနေဘာကိုမှငိတ်ပေးလို့မရပါဘူးတဲ့ဒီစကားလေးကတိတ်ကိုမှန်ကန်ပါတယ်ကဘာကြီးအတွက်ဓမ္မမို့ကိုပောင်းဝင်ခြင်းအတွက်တကယ်ကိုတန်ဖို့ရှိတဲ့အရာတွေပေးစွမ်းနိုင်ဖို့ဆိုရင်လူတစ်ယောက်ဟာမိမိကိုယ်အရင်ဆုံးကူစားမိကိုယ့်ရဲ့စိတ်ခွန်အားတွေကိုအရင်ဆုံးပြည့်နေအောင်ဖြည့်တင်းထားဖို့လိုအပ်ပါတယ်ကိုယ်တိုင်ကကုန်ခန်းနေရင်သူငဲတဲ့ပေးစရာမရှိလို့လေနောက်ဆုံးအနေနဲ့ဒီမေကုန်းလေးကိုတွေးကြည့်စေချင်ပါတယ်အချိန်တွေဘဝကြီးကဘုသူကမှစောင့်ဆိုင်မနေမှုဆိုရင်မိမိကိုယ်ဦးစားပေးသည့်ရှင်တမ်းမဲ့ဆိုတဲ့ရွေးချယ်မှုကိုဖယ်ချေမှာစတင်ကြမှာလေဒါဒီကနေ့ရဲ့ရှင်းလင်းတင်ပြချက်ကနေရရှိလိုက်တဲ့အရေးကြီးဆုံးစဉ်းစားကြပါအနာဂတ်အတွက်မဆောင်ပါနဲ့ကိုယ့်ရဲ့ငြိမ်းချမ်းမှုကိုယ့်ရဲ့ဘဝအတွက်ဒီကနေ့ပဲစတင်ရွေးချယ်လိုက်ပါအားလုံးပဲကျေးဇူးတင်ပါတယ်